Samare second la pian na Nashi content kaဖြစ်နေလို့စီးကျူရှိရနေတယ်။ရပါတယ်နော်မန်းသေးမြို့ပေါ်ကတော့လေနီးတယ်လေ။နော်ဆမဒီနေ့လာပြတဲ့လူနာဆိုရင်ဒါဆမတို့မိုင်းပေါက်ဘက်ကနေလာပြတယ်နော်။ဟောမလစ်ဘက်ကလာပြတယ်။နော်ကတာထိချိုင်ဘက်ကနေလာပြတယ်။ဟိုးအဝေးကြီးနော်အဝေးတရားတော့မှလာပြတာကွယ်။ကုန်းတန်းလူမျိုးဆိုတာကဆမစီကန်နဲ့နော်မိနစ်20နာရီဝက်လောက်ဆိုရောက်ပြီကွယ်။နော်ဆမစီကန်ကိုလာပြလို့ရပါတယ်စီးကျိုရှိနေလဲရတယ်သွေးတိုးရှိနေလဲရတယ်နော်ဆမစီမှာနော်ကိုရင်ဆောင်မိခင်လူတိုင်းမိခင်နော်နှစ်နှစ်အရွယ်ကလေးကစလို့အသက်60ကျော်အဖိုးမအရွယ်ကြီးရှိပါတယ်တချို့သွေးတိုးရှိတယ်စီးကျိုရှိတယ်နှလုံးရှိတယ်တချို့ hepatitis B C hyperthyroid တချို့ဆိုလို့ရှိရင်ဆမတို့ကြောက်ကက်ဆေးထားတယ်ကြောက်တယ်လို့ကြောက်ကက်ခွဲထားတဲ့သူတွေရှိတယ်နော်အဆိုင်ပုသက်ဆေးတောက်နေရတဲ့သူတွေရှိတယ်နော်ပြီးတဲ့အခါမှာတချို့ ART ဆေးတောက်နေရတယ် TB ဆေးတောက်နေရတဲ့လူနာတွေရှိတယ်ကွာအစုံနော်ကိုပြစ်မထားပါနဲ့ဂယုစိုက်ပါအနာရောဂါအစစ်မတက်ခင်နော်အမြန်ဆုံးကုသမှုခံယူပါလို့ဆမပြောပြချင်ပါတယ်နော်ဟုတ်ကဲ့ပါတိစနာရှင်လည်းမှတ်ထားခဲ့ပြီးပါဆမအဖြစ်စည်းကလူနာအားတဲ့ချိန်တိုင်းဝင်ပြီးတော့ပြပေးထားပါမယ်နော်ဆမတခုရှိတယ်နော်ဆမဒီ54A 126 129ပြည်ကြီးတက်ကိုစာလုံးစီကမ်းမှာပဲအမျိုးသမီးလူနာတွေကိုအသေးစိတ်ကြည့်ရှုစမ်းသပ်ကုသပေးပါတယ်မန်းသေးမြို့ပေါ်ကဖြစ်တဲ့အတွက်အပြစ်စည်းကမ်းကိုလာပြတာအကောင်းဆုံးပါပဲနော်ဆမဒီအပြစ်စည်းကမ်းလာ online ပေါ်နေစည်းကမ်းပြပြည်တွင်းလူနာဆိုရင်2000နော်ကိုစားတဲ့ဖီယူပါတယ်နိုင်ငံရခြားလူနာဆိုရင်တော့ဆမဒီကိုစားတဲ့ဖီ3000ယူပါတယ်အပြစ်စည်းကမ်းလာပြတာလူနာအတွက်အကောင်းဆုံးပဲနော်အနာတခြားစီတခြားဖြစ်ဖို့အနာနဲ့ဆေးနဲ့တွေ့ပြီးတော့အမြန်ဆုံးသက်သာပြောက်ကင်းခြင်းတယ်ဆိုလို့ရှိရင်နော်အမြန်ဆုံးစိတ်ကူးသားမှုခံယူပါအနာရောဂါအစစ်မတက်ခင်စောစောတိပြီးစောစောကူသားမှုခံယူတာလူနာအတွက်အကောင်းဆုံးပါပဲ